ပြီးဆုံးသေးသောပကြီးကားတစ်ချက်မပြီးဆုံးသေးတဲ့စံချိန်တင်လက်ရာမြောက်ပကြီးကားတစ်ချက်ထက်ပြီးဆုံးသွားတဲ့ကလေးလက်ရာပကြီးကားကတန်ဖိုးပိုရှိတယ်ကိုတူရိန်ဆိုတာရန်ကုန်မြို့ပြရဲ့ရုံးဝန်ထမ်းတဦးပါတူရိန်မှာငငယ်ကလေးကဆွဲလန်းခဲ့တဲ့အိမ်မက်တစ်ခုရှိတယ်အဲ့ဒါကတော့ကိုပိုင်အားငိုင်းစာအုပ်ဆိုင်လေးဖွင့်ဖို့ပါနှစ်တိုင်းနှစ်တစ်ကူးပြီဆိုတာနဲ့တူရိန်ကဒိုင်ယာရီစာအုပ်အသစ်ဝယ်ဒီနှစ်တော့စာအုပ်ဆိုင်ဖွင့်မယ်လို့စာလုံးအကြီးကြီးနဲ့ရေးလေးရှိတယ်ဒါပေမဲ့ဒီဇင်ဘာရောက်တိုင်းသူ့အိမ်မက်ကစာရွက်ပေါ်မှာပဲအမြဲတမ်းကြံနေခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူရိန်က perfectionist အရာရာပြီးပြည့်စုံမှလုပ်ချင်သူဖြစ်နေလို့ပါပဲ။ငါဆိုင်နာမည်ကအမိုက်စားဖြစ်ရမယ်။ logo က professional ဆန်ရမယ်။စာအုပ်မျိုးစားအစုံရှိရမယ်။ website ကလည်းအကောင်းစားဖြစ်ရမယ်။စသဖြင့်တွေးရင်းပြင်ဆင်ရင်းနဲ့ပဲဘယ်တော့မှစမလုပ်ဖြစ်ခဲ့ဘူး။နေ့တရက်မှာတော့သူရိန်တယောက်လက်ဖက်ရည်ဆိုင်မှာထိုင်ရင်သူ့တငယ်ချင်းဟောင်းကိုအောင်နဲ့ဆုံတယ်ကိုအောင်ကအရင်ကဘာမှမဲရရမရှိပေမဲ့အခုတော့အောင်မြင်နေတဲ့လမ်းဘေးထမင်းကျော်ဆိုင်ပိုင်ရှင်ဖြစ်နေပြီသူရိန်ကသူ့ဖြစ်ကိုရင်ဖွင့်တော့ကိုအောင်ကရေမောပြီးမေးတယ်သူရိန်မင်းအခုထိမစဖြစ်တာကမင်းညံ့လို့မဟုတ်ဘူးမင်းကအကောင်းဆုံး perfect ကိုမျှော်မှန်းလို့နေလို့ပဲငါဆိုင်စဖွင့်တော့ငါဘာလုပ်ခဲ့လဲတီလားငါရိုးရှင်းပြီးထိရောက်တဲ့နီလန်၃ခုကိုသုံးခဲ့တယ်မင်းလဲစမ်းကြည့်ပါလား၃ကိုအောင်ပြောပြတဲ့လျှို့ဝှက်ချက်၃ခုကတော့တပန်းတိုင်ကိုထက်ဝက်လျှော့ချပါ Cut your goal in half သူရိန်မင်းကစာအုပ်ဆိုင်ဖွင့်ရင်စာအုပ်အုပ်ရည်1000နဲ့ဆက်ချင်နေတာမလားအဲ့ဒါကြောင့်မစနိုင်တာအဲ့ဒီပန်းတိုင်ကိုထက်ဝက်မဟုတ်ဘူး၄ပုံတစ်ပုံလောက်10ပုံတစ်ပုံလောက်ထိရှော့ချလိုက်စာအုပ်10အုပ်လောက်နဲ့အရင်ဆရာအောင်သူရိန်မျက်လုံးပြူးသွားတယ်ဟာ10အုပ်ထဲနဲ့ဘလို့လှုပ်စာအုပ်ဆိုင်ခေါ်မလဲကွာရှက်စရာကြီးမစပဲဒီတိုင်းအိမ်မက်နေတာကမှပိုရှက်စရာကောင်းတာသူရိန်ကြီးမဆလုပ်ပြီးမပြီးပြတ်တာထက်တေးလေးစပြီးမြောက်သွားတာကပိုကောင်းတယ်လေးတချို့အရာတွေကိုတမင်လစ်လူရှုလိုက်ပါမင်းအလုပ်လဲလုပ်ဆိုင်လဲဖွင့်အိမ်မှုကိစ္စလဲနိုင်နေ social media မှာလဲ active ဖြစ်ဒါတွေအကုန်လုံးကိုတပြိုင်နက်လုပ်လို့မရဘူးတစ်ခုခုကိုအောင်မြင်ခြင်းရင်တခြားတစ်ခုခုကိုခဏတာလစ်လူရှုထားရမယ်ဥပမာမင်းစာအုပ်ဆိုင်စလုပ်တဲ့ကာလမှာအိမ်ကိုတိတ်တက်ရက်အောင်မရှင်းနိုင်တာမျိုးတငယ်ချင်းတွေနဲ့အချိန်တိတ်မဖြုံးနိုင်တာမျိုးကိုလက်ခံလိုက်အရာအလုံးကိုနိုင်နှင်းဖို့ကြိုးစားရင်ဘာမှမပြီးမြောက်ပဲနေလိမ့်မယ်ငါပျော်စရာဖြစ်အောင်ဖန်တီးပါမင်းစာအုပ်ဆိုင်ဖွင့်တာကတာဝန်ကြီးတစ်ခုလိုဖြစ်နေရင်မင်းလုပ်ချင်မှာမဟုတ်ဘူးမင်းအတွက်ပျော်စရာကဘာလဲငါကစာအုပ်အကြောင်း review ရေးရတာဝါသနာပါတယ်သူရိန်ဖြေတယ်ဒါဆိုအယောင်စည်းရင်းတွေအမျက်စွန်းတွေကိုခဏမိတ်ထားမင်းကြိုက်တဲ့စာအုပ်အကြောင်း Facebook မှာပေါ့ပရေးတင်တာကနေစလိုက်ပျော်စရာကောင်းမှရှေ့ဆက်လုပ်ချင်စိတ် motivation ရှိမှာ6စသိန်းကိုအောင်ရဲ့စကားတွေကိုကြားပြီးနောက်သူရိန်အိမ်ပြန်ရောက်တာနဲ့သူ့ရဲ့ပြီးပြည့်စုံသောစာအုပ်ဆိုင်စီမံကိန်းကြီးကိုအမိုက်ပုံးနဲ့ထည့်လိုက်တယ်အစားထိုးအနေနဲ့သူလှုပ်လိုက်တာကသူ့အိမ်မှာပိုနေတဲ့စာအုပ်ဟောင်းငါအုပ်ကိုဓာတ်ပုံရိုက်တယ်ဆိုင်နာမည်အလန်းစားတွေမစင်စားတော့ပဲ The Rains Books ဆိုပြီး page အမည်ပေးလိုက်တယ်အိမ်တန်ရှင်းရေးကိုတပတ်လောက်လစ်လူရှုထားပြီးညဘက်တွေမှာစာအုပ်အကြောင်းစာတိုလေးတွေပျော်ပရေးတင်တယ်ရလက်ကတော့နှစ်ပတ်အတွင်းမှာပဲသူ့ရဲ့ပထမဆုံးစာအုပ်ရောင်းထွက်သွားပါတယ်အဲ့ဒီအချိန်မှာသူရိန်ခံစားလိုက်ရတာကပြီးပြည့်စုံခြင်းမဟုတ်ပါဘူးပြီးမြောက်ခြင်း finish ဆိုတဲ့အရာသာပါသူရိန်နားလည်သွားပါပြီမပြီးဆုံးသေးတဲ့စံချိန်တင်လက်ရမြောက် masterpiece ပကြီးကားတစ်ချက်ထက်ပြီးဆုံးသွားတဲ့ကလေးလက်ရပကြီးကားကတမိုးပိုရှိတယ်ဆိုတာကိုပေါ့
မှတ်ချက်2019နှစ်တွင်ထုတ်ဝေခဲ့သော Janikov Finish စာအုပ်ကိုခန်းစားရေးဖွဲ့ပါသည်မြဲတစ်လူဆေးနှစ်2025ခုနှစ်ဒီဇင်ဘာလ24ရက်ဗုဒ္ဓဟူးနေ့